ဒါလေးကိုလေအစီကြဖို့မဟုတ်ပဲနဲ့လေဘလို့လူတွေအတောက်များလဲဆိုအငါလိုလူအငါဆိုဒီခန္ဓာကိုယ်ဆိုကြိုက်တယ်ကွာဟိုဘိုက်အစီဆိုလဲအရင်ကတော့ဘိုက်သားအစီများတယ်အငါလူသိမ့်လူပေးပြင်မဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲခန္ဓာကိုယ်ကမလူအပ်တဲ့အစီပို့လို့အဓိကဖယ်ချပေးတယ်ဟိုဘယ်လိုပြောမလဲအစီသားကြီးကြပြီးမှပိန်ကြတာမဟုတ်ဘာလဲဆိုတော့အဓိကအငါကအသားရည်ကြီးလို့တနေ့တစ်ခွက်ကိုလုံးဝပုံမှန်တောက်တာအငါ skin ရဲ့တူအကောင်းစားရည်လည်းမသုံးဘူးဟိုအများကြီး step တွေလည်းအငါအများကြီးမလုပ်ဘူး serum တော့မသုံးဘူး moisture လောက်ပဲသုံးနေလို့အသားရည်ရလေးတို့ကြီး original ကျမ video နဲ့ရိုက်တာနော်လုံးဝကြည့်လိုက်လုံးဝ musco တွေးရတူတာအငါကလည်းအသားရည်ရမ်းကောင်းလာလို့ပြောကြတယ်အခုဒီနောက်ပိုင်းဆိုတော့တရက်ကိုတစ်ခွက်တောက်တာလုံးဝမပြတ်ပဲနဲ့အငါတောက်တယ်အဲ့တော့တောက်လိုက်တန်ဆိုတော့လေကိုကလေခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့အပူပုတ်တွေပါအကုန်ရှင်းမိတယ်ခန္ဓာကိုယ်အတွင်းထဲကအပူပုတ်ကျသွားပြီဆိုဘာကျသွားပြီလဲဘာကောင်းသွားပြီလဲဆိုရင်လေသွေးပါတန့်သွားပြီသွေးတန့်သွားတဲ့ချိန်မှာအော်တိုအသားရည်ကြီးတာသွေးတန့်စေတောက်ရုံနဲ့လေအငါတို့မရဘူးဒီလားအပူအပုတ်ကိုရှင်းပေးနိုင်မှရမှာလူတယောက်မှာကအပူပုတ်ဆိုတာကအပေါ်ဆုံးပဲအစားစားလိုက်ရင်လည်းအပူပုတ်တွေဖြစ်တယ်ဟိုဟာလုံးဒီဟာလုံးအပူတွေများတယ်ကွာအဲ့ဒီအပူတွေကိုရှင်းပေးနိုင်ရင်လေကိုယ့်ရဲ့အသားရည်လည်းကောင်းနေလေပဲသပင်ကျွတ်တာကလည်းလေအဓိကဘာလို့ကျွတ်လဲဆိုခန္ဓာကိုယ်မှာအပူတအားများနေတဲ့လူကသပင်ပူကျွတ်တယ်အဲ့တော့မနဲ့စောစောရေချိုးပါလို့နော်ပြီးရင်ဒါလေးတောက်ပါဒီမှာအခုတော့ညအိတ်ခဏီတစ်ခွက်တောက်ပါမယ်